တကယ်တမ်း interview တစ်ခုမှာလောက်ရမယ့်ပုံစံက first interview မှာဘယ်တော့မှကျွန်တော်တို့ department head တွေပါလို့မရပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင် first interview ဒီ HR point of view ကပဲ view ရပါတယ်။အများစုနေရာတွေရေရှည်လုံးမှာလားဒီ target တွေ budget တွေနဲ့အလုပ်လုပ်နိုင်လားတို့ pressure တွေနဲ့အလုပ်လုပ်နိုင်လားတို့အသင်းအဖွဲ့နဲ့အလုပ်လုပ်နိုင်လားလို့တကယ်တမ်းသူတို့မေးခွန်းနဲ့မေးတဲ့မေးခွန်းတွေရဲ့အားလုံးရဲ့အဖြေဒီ interview လာဖြေတဲ့လူရဲ့အဖြေကဘာလဲဆို yes ဆိုတာထုတ်ပဲပြောတာပါမင်္ဂလာပါညီလေးနာမည်လေးနဲ့ညီလေးအကြောင်းလေးမိတ်ဆက်ပေးလို့ရမလားဘာကြောင့်ဒီအလုပ်ကိုလာရှောက်ဖြစ်တာလဲဆိုတော့အနေငယ်ပြပြပေးလို့ရမလား Okay ဒါကတော့ကျွန်တော်အခုရက်ပိုင်းကျွန်တော်အများဆုံးပြောပြနေတဲ့စကားလုံးတစ်လုံးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော် consulting ပေးနေတဲ့ကျွန်တော်အကြံပေးလုပ်နေတဲ့လုပ်ငန်းမှာအခုချိန်မှာ HR နဲ့ပတ်သက်ပြီးတော့အများကြီး interview တွေကျွန်တော်လုပ်ပေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါလေးလုပ်ပေးနေတဲ့တတိယလို့ဒီဗီဒီယိုလေးကိုကျွန်တော်အားလုံးအတွက်အကျိုးရှိမယ်ကျွန်တော်များဖို့ပြလိုက်တာပါဘာလဲဆိုလို့ရှိရင်ကျွန်တော် interview တဲ့ပုံစံပေါ့နော် interview တဲ့ပုံစံအများစုဒီ interview တဲ့အချိန်မှာတော်တော်လေးကိုကျွန်တော်တို့အချိန်မပေးကြတွေ့ရတယ်လာတဲ့ interview တဲ့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုကြည့်ရမိတ်ဆွေအနေနဲ့လေကို interview ရင်လာပြီး interview တဲ့ candidate ကိုဘာတွေမေးပြလဲဆိုတော့ကျွန်တော် comment မှာ sharing လုပ်ပြီးလို့ရပါတယ်เนาะဘာကြောင့်လဲဆိုလို့ရှိရင်အများစုနေရာတွေရေရှည်လုံးမှာလားဒီ target တွေ budget တွေနဲ့အလုပ်လုပ်နိုင်လားတို့ pressure တွေနဲ့အလုပ်လုပ်နိုင်လားတို့အသင်းအဖွဲ့နဲ့အလုပ်လုပ်နိုင်လားလို့တကယ်တမ်းသူတို့မေးခွန်းနဲ့မေးတဲ့မေးခွန်းတွေရဲ့အားလုံးရဲ့အဖြေဒီ interview လာဖြေတဲ့လူရဲ့အဖြေကဘာလဲဆို yes ဆိုတာထုတ်ပဲထွက်လာမှာပါဘာကြောင့်လဲဆိုလို့ရှိရင်သူတို့က interview နဲ့မတူဘူးပေါ့နော်ဝန်ခံကြိချိုခိုင်းနေတယ်တူတယ် proven တခုလုပ်နေရတယ်တူတယ်ပေါ့နော်အဲ့ဒါကြီးကတော့ကျွန်တော်တို့သိတယ်ဘောမကြပါဘူးတကယ်တမ်းကျတော့ကတော့ကျွန်တော်တို့ဒီ multinational company တွေမှာဒီ international company တွေမှာလုပ်ဖို့လို့ဆိုတည်ပါလိမ့်မယ် interview ဒီ process အဆင့်ဆင့်သွားပါတယ်အနည်းဆုံးတော့သူတို့2ချိန်လောက် interview တွေပုံမှန်ဆို3ချိန်လောက် interview ကြတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုယူပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရှင်းလုပ်ငန်းရှင်တွေလည်း interview ကို2ချိန်3ချိန်လုပ်ကြတယ်ပထမအချိန်မှာဘာလို့လဲဆိုလို့ရှိရင်သူရဲ့ department head တွေ HR review တွေပေါ့နော်ဒုတိယအချိန်မှာကျတော့တတိယနဲ့တွေ့ပြီးလာစာကီစာညှိနှိုင်းတဲ့အပိုင်းတွေသွားတယ်ပေါ့နော်တကယ်တမ်းကျတော့ interview တစ်ခုမှာရှိရမယ့် ingredient တွေအများကြီးရှိတယ်ပေါ့နော်တကယ်တမ်း interview တစ်ခုမှာလောက်ရမယ့်ပုံစံက first interview မှာဘယ်တော့မှကျွန်တော်တို့ department head တွေပါလို့မရပါဘူးဘာကြောင့်လဲဆိုလို့ရှိရင် first interview ဒီ HR point of view ကပဲ view ရပါတယ်ဘာကြောင့်လဲဆိုကျွန်တော်ရှင်းပြပါမယ်အကယ်၍ကိုရုံးမှာ sales and marketing လူနေလို့ခန့်တယ် first interview မှာ sales and marketing manager ပါလာရင်ဘာလုပ်မှလဲဆိုသူအနေနဲ့ကျတော့ဘာလုပ်မှသူ target ပြည့်မီရေးကိုပဲဦးစားပေးမှဖြစ်တဲ့အတွက် interview လာတဲ့လူတွေထဲမှာသူရွေးလို့ရှိရင်ရောင်းအားကောင်းမဲ့လူမျိုးအလုပ်ကို target ပြည့်အောင်ရောင်းနိုင်တဲ့လူမျိုးရွေးမယ်အကယ်၍အဲ့လူကစီကံပိုင်းဆိုင်ရာအနှဲငယ်ချို့ရင်းကျွဲရှိနေရင်တော့မှငါပြင်ယူပါမယ်ဆိုတဲ့စိတ်နဲ့အဲ့လိုလူမျိုးရွေးဖြစ်ကြတယ်အဲ့တော့ပြဿနာကဘာလဲဆိုလို့ရှိရင်ရောင်းအားတော့ကောင်းတယ်ဒါပေမဲ့ရုံးမှာယုံစည်းကံမလိုက်နိုင်တာအချိန်နောက်ကျဖြစ်တဲ့အချိန်မှာတော်တယ်ယုံစည်းကံလည်းမလိုက်နိုင်ဘူးဆိုတော့သူ့ကိုထုတ်ရလဲခက်ထားရလဲခက်နောက်ဝန်ထမ်းတွေပါပြက်လာမှဖြစ်တဲ့အတွက်အရန်ခေါင်းခက်ရတဲ့ပြဿနာကြီးရှိရပါတော့အဲ့ဒါကြောင့်မလို့ပုံမှန် interview လုပ်မှဆိုလို့ရှိရင် first interview ဒီ HR point of view ကနေ team fit ဖြစ်မဖြစ်ကိုယ့်ရဲ့ဒီ organization နဲ့ကိုက်မကိုက်စီမင်းစည်းကမ်းပိုင်းဆိုင်ရာတွေလိုက်လာနိုင်မလိုက်လာနိုင် character ပိုင်းဆိုင်ရာတွေပဲ interview လုပ်လိုပါတယ်အဲ့လိုစီစစ်ပြီးတက်လာတဲ့ team fit ဖြစ်တဲ့လူတွေတဲကိုမှ second interview အနေနဲ့ department head တွေက interview လုပ်ပါတယ်အဲ့လို interview ပြီးကြမှာနောက်ဆုံး payroll တွေဘာတွေညာတွေအကုန်ညှိပြီးတော့မှကိုဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို final decision ချတာပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကြည့်နေမိတ်ဆွေတွေပြောချင်တာကတော့ first interview မှာအလုပ်အကြောင်းဘာမှမပြောစရာအကြောင်းမရှိပါဘူးသူရဲ့ character ဘယ်လိုရှိလဲသူဒီရုံးမှန်နိုင်မလားဆိုတော့ကျွန်တော် psychology မေးခွန်းလေးတွေမေးပြီးတော့ဒါဒီ test လုပ်ဖို့လိုပါတယ် HR point of view နဲ့စီးမင်းစည်းကမ်းတွေလိုက်နိုင်လားဆိုတဲ့အချက်ကိုပဲအဓိကထားပြီး interview လုပ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကို team တွေကို virus တွေရောက်လာမယ်အဲ့ virus ကနေပြန့်သွားပြီးတော့လုပ်ငန်းတစ်ခုလုံးကြာရှုံးသွားတယ်အများကြီးရှိရပို့ရတယ်အဲဒါကြောင့်မို့ interview မဲ့ဆိုရှင်ဒီအချက်လေးကိုသတိထားစီချင်ပါတယ်